不搞路多少啦？ငါမိမသူများတွေပြောတယ်အဲ့ဒါငါစောက်ကြည့်ပြီးတော့ဟုတ်မဟုတ်ဆိုတာသိကြအောင်ငါလေသူများတွေလိုမျိုးရွှေတွေငွေတွေနဲ့ငါအေးအေးစစ်စစ်လေးနေကျင်တယ်သိလားနေငါရောက်ကိုလည်းသိချကြည့်ရောလမ်းမရတောင်းစားရအောင်မလေငါထပ်ပို့ပြီးတော့တားနာနေသေးတယ် ညီမကလေအားနေတစ်ခုပြီးတစ်ခုကိုအားတာတွေလာပြောတယ်ဟာတကယ်ပဲကွာစိတ်ပြတ်ဖို့ကောင်းတယ် ဒါလည်းမလို့မယ်ဟိုကောင်ညီမကိုညာတော့ဟောကြီးကျယ်လုပ်ပြီးတော့ညီမကိုရိုက်သေးလားညာအတန်ကြီးကြားလို့လေ ရပါတယ်လေအခုလေ तू ကလေညီမနည်းနည်းလေးပြောလိုက်တာလေမျက်နှာငယ်ပြီးညီမဘာမှတော့ပြန်မပြောရတော့ အခန်းထဲမှာလေဟိုသူ့အခန်းဘေးကကောင်နဲ့ဟိုလိုလိုဒီလိုလိုတွေအခန်းထဲမှာဖြစ်နေကြတာသိရလားအကိုအလောက်ကပြန်လာပြီလားနေရလဲပူပူနဲ့အောက်ထောက်လည်းမပါဘူးနော် အေးဟုတ်တယ်အခုပဲ site ထဲကတိမ်သွားတာနဲ့တစ်ခါတည်းပဲအိမ်ကိုလာလိုက်တာ အကိုကိုကြည့်ရတာလဲတနေ့နေ့နေ့လေအဲ့အလုပ်တွေနဲ့ပင်ပန်းနေတာပဲကိုမိမကတော့အိမ်မှာဖြစ်ချင်တိုင်းကိုဖြစ်နေတာအဲ့ဒါသိရလားဟမ်ညီမတို့ကလေမြင်နေရတဲ့သူပတ်ဝန်းကျင်မှာလည်းပြောနေကြတာအခုမကြောက်ဘူးလားအခန်းထဲမှာလေဟိုသူ့အခန်းဘေးကကောင်နဲ့ဟိုလိုလိုဒီလိုလိုတွေအခန်းထဲမှာဖြစ်နေကြတာသိရလားဟမ်ဟီလာတိုက်ပြီးတော့ရီမောနေကြတာညီမတို့ဆိုရင်လေမြင်လို့တော့မကောင်းအခုမိမအပြိုမဟုတ်ဘူးအိမ်တော်တယ်ဖြစ်နေပြီယောက်ျားတယောက်နဲ့အဲ့လိုမျိုးနေနေတာကောင်းရဲ့လားဆိုတော့အခုတွေးကြည့်ပါဦးအကိုရဲ့ ညီမကလည်းကွာဘာတွေလာပြောနေပြန်ပြီလဲအခန်းပေးနာလူဆိုတာလဲကွာသူ့ရဲ့တငယ်ချင်းလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်အိမ်နီးနားချင်းဆိုတော့အဝင်ရထွက်တွေရှိမှာပဲညီမကလည်းအားနေတစ်ခုပြီးတစ်ခုကိုအားတာတွေလာပြောတယ်ဟာတကယ်ပဲကွာစိတ်ပြတ်ဖို့ကောင်းတယ်ညီမလေးအကိုမိမအကြောင်းကိုသိတယ်အကိုမိမအဲ့လိုလုံးမဲ့လူစားမျိုးလည်းမဟုတ်အကိုနဲ့ပေါင်းလာတာကြာပြီလေကွာ ညီမအကိုညီမကလေပြောချင်တယ်လို့ပြောရများထင်နေလားဟမ်အကိုတနာလို့အမောခံပြီးပြောနေရတာပတ်ဝန်းကျင်ကလေမြင်လို့တော့မကောင်းကိုလောက်သွားရတယ်လေအကိုမိန်းမအဲ့ဒီဘေးခန်းအကောင်နဲ့တကားတွေပိတ်ပြီးဖြစ်ချင်တိုင်းဖြစ်နေရမြုံလို့ရှိရင်လေအကိုအလောက်သွားချင်အောင်ဆောင်လိုက်ပြီးရင်ပြန်လာချောင်းကြည့်လိုက်ကိုသိလိုက်မယ် ညီမတော်တော်တရားလွန်နေပြီကွာဘာဖြစ်လို့အားနေအဲ့လိုကြီးပဲပြောနေရတာလဲဟာတကယ်ညီမနဲ့စကားပြောလိုက်ရင်လေအားနေအကိုမိန်းမဖောက်ပြန်တယ်အကိုမိန်းမဖောက်ပြန်တယ်တစ်ခုပြီးတစ်ခုဘာလဲကွာအကိုမိန်းမညီမဘာတွေဖြစ်နေရအကိုမိန်းမဘာမှမကျင်တဲ့တွေဖြစ်နေရတော်ပြီကွာညီမနဲ့စကားပြောတာတော်တော်စိတ်ပြတ်ဖို့ကောင်းတယ် ဟာကြောအေးငါအကောင်ပြောတာအကောင်မမြင်ဘူးဘလို့အကိုမှန်းလည်းမသိဘူးငါမှတော့သူ့တနာလိုက်ရတာ तू ကတော့ငါစိတ်နာကိုစော့ကားတယ်မပြောဘူးနောက်တစ်ခါငါ့ကမှလားဒီပါဇက်ကပြောမိတာပြောနောက်တစ်ခါ 然后你要弄都得得变。嘿，搞不赢？嘿，这搞不赢？嘿，你看这搞不赢标你了？啊，你都标你，你们招了？你们会赢啊？那让我抽一不赢哪件嘛？喏嘿。 ဘာလဲနေဘာဖြစ်နေရလဲငါအထက်မှာအိတ်နေရလေတကောက်ဒုံနဲ့ငါဒီလောက်ခေါ်နေတယ်နေမကြောက်လားဟမ်အခန်းထဲမှာဘယ်သူရောက်နေလို့လဲဘယ်သူရောက်နေလို့လဲလို့ဒီမှာလေလူစိမ့်နဲ့ငါရနေပတ်ဝန်းကျင်ကပြောတာလဲငါနားနဲ့ကြားနေရတယ်ဒီစီကလတ်တို့တဘဒူဟာလေတဘဒူဟာလေလို့ နေဘာဖြစ်နေရလဲဟမ်အထက်မှာဘယ်သူမှရှိရမှာလဲငါဘာလောက်ကမှာနင်ကလေအဲ့ဒီစောက်ပတ်ဝင်းကျင်ကပြောတဲ့စကားတွေယုံပြီးတော့နင်အိမ်ကမင်းမအောင်လာပြီးတော့ဆွဆွဲနေရလားဟမ်ဘာလဲနင်ကယုံကြည်မှုနည်းနည်းလေးတောင်မှမရှိဘူးလားဟမ်နင်ကဘလောက်ရှာပြီးတော့ငါ့ကိုပတ်စံနေဘလောက်ပေးထားလို့ငါဘယ်သူနဲ့ဖောက်ပြန်ရမှာလဲကိုကြီးတော့ရှာနိုင်တော့တပဲ6ပြားလေးနဲ့အဲ့ဒီစိတ်ကလေးတို့တွေကလည်းဟိုဘက်ခန်းကနေလေတိုက်ပြီးတော့ဒီကိုရောက်လာဖြစ်မှာပေါ့နင်ကလေသူများရဲ့တွေးထိုးစကားကိုနားရောက်ပြီးတော့လေအိမ်ကမိန်းမအောင်လာပြောနေတာနင်ကိုနေယောက်ျားကောင်းလို့နေထင်တာလားဟမ်နင်ကမယုံကြည်တာမဟုတ်ပါဘူးငါပတ်ဝန်းကျင်ရစကားတွေငါနားနဲ့မဆောင်ငါကြားနေရတယ်ငါနင့်ကိုချစ်လို့တော့မှနင်းမျက်နှာလေးညှိုးငယ်မလားနင်ဘာလေးတွေဖြစ်ချင်နေဆိုငါအကုန်လုံးရအောင်လုပ်ပေးတယ်ဟာငါဘလောက်ပင်မငါကငါကြည့်မိလားငါနင်းတော့ပဲငါကြည့်ပေးခဲ့တာ
နေဟာငါ့ချစ်ကိုလုံးဝတန်ဖိုးမထားဘူးနေမဖောက်ပြန်အောင်ဆိုတော့တေးကြပါတယ်နော်ငါ့တော့မလိမ်ပါနဲ့နော် ဖယ်စမ်းမှာနင်ကဘာလို့ငါ့ကိုလာပြောနေရလဲဟမ်နင်ကိုနေဘာအဖြစ်ရှိတဲ့ကောင်လို့နင်ကထင်နေရလဲကိုမိမစကားတော့မယုံမဲနဲ့များငါ့ကိုလာဆွဆွဲနေတဲ့ကောင်ကများဒီမှာငါလေသူများတွေလိုမျိုးရွှေတွေငွေတွေနဲ့ငါအေးအေးစစ်စစ်လေးနေနေတယ်သိလားနင်ငါ့ရောက်ကိုလည်းသိချကြည့်ရောလမ်းကြီးကတောင်းစားရတော့မှလေငါ့ရောက်ကိုပြောသားနာနေသေးတယ်ငါလေနင့်ကိုယူပါလေတော်လေးကိုနောင်တရရနောင်တအကြီးကိုရနင်သိလားညီမကမပေါင်းချင်ဘူးမလားကွာလိုက်လေကွာရှင်းမြောက်နေထွက်သွားလိုက်ငါကြက်လေအေးစိတ်ပေးနေမိမရာဟာဒီတော့နင်းတော့လှုပ်ပြီးနေတာတော့မှနင်းကဘာတွေများထပ်လို့ကျင်သေးတာလဲဟာဒီမှာငါတောင်းမှပါတယ်ဟာနောက်အဲ့လိုမဖြစ်အောင်ငါစင်ကျင်ပါမယ်ပေါင်းချင်ပြောတဲ့စကားလည်းမရှုံတော့ဘူးနော်တောင်းမှပါတယ်လို့ငါဖွင့်လို့ပေးပါမိမအဲ့လိုသွားတော့မယ်နော်ခေါင်းလည်းဘယ်သူမှမလားစိနေအောင်ကြားလား အမဒါနဲ့လောက်ကရောဒီနေ့ဦးလေးရှိလား ဟုတ်ဒီလားဟုတ်ဒီကရှိရလေဘာဖြစ်လို့လဲ အော်ဘာမှဖြစ်ပါဘူးဒီတိုင်းပဲမေးကြည့်တာဦးလေးရှိရင်လည်းအေးစစ်စစ်လုပ်လေဟိုပြန်လာတဲ့ခါကျရင်လည်းဒီဆိုင်ကိုပြန်လာလို့မှာမို့ အေးပါဟုတ်ပါပြီအဲ့ဆိုလည်းသွားတော့မယ်နော်အခန်းကိုလည်းလုံးလုံးချုံချုံတကားပိတ်အောင်ကြားလား အမသွားလို့တော့မဖြစ်ဘူးငါမိမကိုသူများတွေပြောတာအဲ့ဒါကိုငါစောက်ကြည့်ပြီးတော့ဟုတ်မဟုတ်ဆိုတော့သိကြအောင်ငါဒီနေ့လုံးမသွားဘဲနဲ့စောက်ကြည့်မှရမာလေးရောက်ပြီဘုကောင်လို့သွားပြီလား သူအလုပ်သွားပြီးပြီးတော့လေသူကဒီစနေရတဲ့မားတို့တနေ့လုံးအချိန်ရတယ်သိလား အိုးရှိတာလားအဲ့ဆိုရင်တော့မိုက်တာပေါ့ဒါနဲ့မေးဦးမယ်ဘုကောင်ညီမကိုညတော့ဘောကြီးကျယ်လုပ်ပြီးတော့ညီမကိုရိုက်သေးလားညအတန်ကြီးကြားလို့လေ ဒါပါလေအခုလေ तू ကလေညီမနည်းနည်းလေးပြောလိုက်တာနဲ့လေညနာငယ်ပြီးညီမဘာမှတော့ပြန်မပြောရတော့ โอเคတခုခုညီမကိုလုတ်တယ်ဆိုရင်ဟိုအဲ့ကောင်ဆောက်ဖို့ဖိုးမှာနော်ညီမအတွက်ဆိုရင်ဟိုဘာပဲလုပ်ရလို့ကကိုလုတ်လိုက် အဲ့တော့ဒီနေ့ကဒီနေ့ပုံအချိန်ရတယ်နော် အားရပါဘူးညတော့ခင်ဗျားတို့တွေ့တော့